that whether the Holy Father is a spirituality. Surely he is. အဲ့ဒီဖာသာမှာယောက်ျားပိသားတဲ့စိတ်သက်ရှိမရှိဆိုတာကျွန်တော်တို့မသိရပေမဲ့ဘုန်းတော်ကြီးဒေလာယောဘတ်တယောက်သူ့အခန်းထဲပြန်ဝင်လာတဲ့အခါမှာတော့သူ့ကတင်ပေါ်မှာအဝိစားမရှိပဲတေဆုံးနေတဲ့အိမ်ဖော်မလေးကိုတွေ့လိုက်ရပါတယ်။ဒါဟာတကယ်ကိုရက်ဆက်လုံးနဲ့လောက်ရပါပဲ။အဓိကသက်တွေကတရားလိုရဲ့ကတင်ပေါ်မှာတင်အသက်ပြောက်ရတာလား။ဘုန်းတော်ကြီးဒေလာယောဘတ်အနေနဲ့ဘလို့မှခုခံချေပတ်လို့မရနိုင်တော့ပါဘူး။သူရောမမျိုးကနေအမြန်ဆုံးထွက်ပြေးဖို့ကလွဲလို့တခြားရေးချေစရာမရှိတော့ဘူးပေါ့။စီဇာကဘုန်းတော်ကြီးဒေလာယောဘတ်ဟာပြည်တံကနေလွတ်အောင်ထွက်ပြေးတာလို့ဆွဆွဲခဲ့ပြီးသူ့နောက်ကိုအမိလိုက်ဖို့နဲ့ဘလို့နည်းနဲ့ဖြစ်အပြက်ရှင်းပစ်ဖို့မီခဲလက်တို့ကိုအမိန်ပေးလိုက်ပါတယ်ဒီအချိန်မှာတော့ဒေလာယောဘတ်ဟာနေဘယ်ဘရင်စီကိုရောက်နေပြီဖြစ်ပြီးဘော်ဂျီယာမျိုးနွယ်စုတွေကိုဖြုတ်ချဖို့သူနဲ့မဟာမိတ်ဖွဲ့ရန်တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအေဖွန်ဆိုကနောက်ဆုတ်သွားခဲ့ပါတယ်ဘရင်ကြီးကတငယ်ပြန်ပြီးစိတ်မမှန်တော့သလိုမင်းသားငယ်ကလည်းအဲ့ဒီလူတွေကိုအလေးမထားခဲ့ပါဘူးအဲ့ဒီနောက်မင်းသားကသူ့ကိုရှုပ်ဝက်ခန်းတစ်ခုထဲခေါ်သွားတဲ့အခါကာဒီနယ်ဒေလာယောဘတ်တယောက်ထပ်ပြီးထိတ်လန့်သွားရပြန်ပါတယ်မင်းသားကိုစန့်ကျင်ခဲ့သူမှန်သမျှကိုမျက်ခံထားရပြီးသူတို့ရဲ့ရုပ်အလောင်းတွေကိုဇပွဲရှိမှာနောက်ဆုံးရစာစားပွဲပုံစံတိုင်းတေးသေးချာချာစီထားတာကိုတွေ့လိုက်ရလို့ပါဒါဟာမင်းသားရဲ့အဖြစ်ပါပဲငါတို့အတူတူအလုပ်လုပ်လို့ရတယ်ဒါပေမဲ့ငါ့ကိုအသုံးချဖို့တော့မစူးစမ်းနဲ့ဆိုရဲသဘောပါပဲ